2026 ဇူလိုင်လ29ရက်နေ့မှာကလေးငယ်တွေကိုစေးတိုက်ကြွေးကလိန်တူဆက်ဆံခိုင်းပြီးဗီဒီယိုရိုက်ရောင်းစားခဲ့သူကိုအေးစိတ်တရားရုံးကနေထောင်ဒဏ်အနှစ်40ချမှတ်ခဲ့ကြောင်းဇူလိုင်လ30ရက်နေ့သတင်းစာမှာတဆင့်ထုတ်ပြန်မှုအရသိရပါတယ်။အဆိုပါဖြစ်စဉ်ဟာရန်ကုန်တိုင်းဒေသကြီးအေးစိတ်မြို့နယ်ဖောက်ကန်ရပ်ကွက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးဖြစ်စဉ်မှာအေးစိတ်မြို့နယ်မှာနေထိုင်သူအသက်17နှစ်အရွယ်ကလေးငယ်ဟာကျောင်းဆင်းချိန်သူ့ရဲ့ညီငယ်ဖြစ်သူနဲ့အတူပြန်လာချိန်မှာတငယ်ချင်းဖြစ်သူနဲ့တွေ့ဆုံခဲ့ပြီးတငယ်ချင်းဖြစ်သူနဲ့အတူပါလာတဲ့အေးစိတ်မျိုးနဲ့ဖောက်ကန်ရွက်ကွက်မှာနေထိုင်သူကိုမျိုးမင်းထွန်းခေါ်ဖိုးသားကအိမ်အလဲလိုက်ဖို့လိမ့်လဲခေါ်ဆောင်ခဲ့တာကြောင့်ညီဖြစ်သူကိုပါအတူခေါ်ဆောင်ကလိုက်ပါသွားရင်ဖြစ်ပွားခဲ့တာပဲအဲ့ဒီနောက်ကိုမျိုးမင်းထွန်းခေါ်ဖိုးသားရဲ့နေအိမ်ကိုကလေးငယ်3ဦးရောက်ရှိချိန်မှာအားစေးတောက်ရမယ်လို့ပြောဆိုကစိတ်ငြိမ်စေနှကန်းနီလုံး10လုံးစီနဲ့စံဆိုအရက်တို့ကိုအချိုရည်လို့လိမ့်လဲတိုက်ကျွေးခဲ့ကြောင်းသိရပါတယ်အရက်နဲ့ဆေးရရှိန်ကြောင့်ကလေးတွေအသေးစိတ်ကင်းမဲ့နေချိန်မှာကလေးတအုပ်ကိုမျိုးမင်းထွန်းကလိန်တူဆက်ဆံခဲ့တယ်လို့ကြံကလေး2ဦးကိုလည်းအချင်းချင်းလိန်တူဆက်ဆံခိုင်းကဗီဒီယိုတွေရိုက်ကူးခဲ့ပါတယ်ဒီအကြောင်းကိုတရားရေးဌာနနဲ့နီးစပ်သူတအုပ်ကကလေးတွေကိုအားစေးဆိုပြီးသူတောက်နေတဲ့စိတ်ငြိမ်စေးတွေတိုက်တယ်ပြီးတော့စံအရက်ကိုအချိုရည်ဆိုပြီးတိုက်တယ်ကလေးတွေအသေးစိတ်ပြောင်းနေတဲ့အချိန်လိန်တူဆက်ဆံခိုင်းတယ်ပြီးတော့ဗီဒီယိုရိုက်ပြီးရောင်းစားတာအကိစ္စကလေးမိဘတွေတည်ပြီးအဖွဲအစည်းတွေကိုတိုင်တာဖြစ်တာတော့ကြာပြီလို့ဆိုပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့ကလေးတွေဟာကျောင်းပိတ်ရက်တွေမှာကိုမျိုးမင်းထွန်းခေါ်ဖိုးသားရဲ့နေအိမ်မှာရက်ပေါင်း20ခန့်တွားရောက်ညအိတ်ခဲ့ဘူးကြပြီးအဲ့ဒီအချိန်တွေတိုင်းမှာလည်းအလားတူပြုလုပ်ခါဗီဒီယိုဖိုင်တွေရိုက်ကူခဲ့ပြီး Telegram အကောင့်တွေဖွင့်လှစ်ကမန်ပါဝင်တွေခေါ်ယူပြီးအခကြေးငွေရယူရောင်းချခဲ့တယ်လို့သိရပါတယ်။သတင်းတွေကိုမတူကွဲပြားတဲ့ရှုထောင့်ကနေရှုမြင်ခန်းစားခြင်းနဲ့မှုခင်ဖြစ်ရမှန်ရဲ့နှုတ်ကွက်တွေလှုပ်ရချက်တွေကိုသိရှိခန်းစားခြင်းနဲ့ဆိုရင်တော့17 Media Voice ကို Subscribe လုပ်ထားပြီးတင်လင်ဆန်းတဲ့သတင်းအမျိုးအစားအသစ်တွေကိုရယူခန်းစားနိုင်ပါတယ်ရှင်။နီးစပ်သူတယောက်ကတချို့ကမေးကြတယ်ကလေးတွေကိုချိန်ချောက်ထားတာလားမမောစရာတစ်ခုခုပေးထားတာလားဒီလိုလုံးနေမှတိတိကြီးနဲ့ဘာလို့ဆက်သွားနေခဲ့ကြတာလဲတဲ့ဖြစ်နိုင်တာကတော့ဆေးဆွဲသွားတာရဲ့အရန်ငယ်တဲ့အချိန်မခံစားထိုက်တဲ့လိန်ဆက်ဆက်မှုကိုဆွဲလန်းမှုတွေကြောင့်မိဘကိုမတိုင်မဲ့အဲ့အိမ်ကိုအမြဲသွားနေတာနေမှာအဲ့ဒီကလေးတွေကိုစိတ်ပိုင်းဆိုင်ရာကုစားမှုကောင်းကောင်းပေးသင့်တယ်လို့ဆိုပါတယ်နားလဲတက်ကျွမ်းသူတဦးကလည်းမိဘတွေကကလေးငယ်တွေကိုအသက်10နှစ်ဆိုရင်မူရစ်စေရဲ့စိုးကျိုးကိုတင် ကြားပေးတဲ့နဲ့စေးထိုးအားဆိုရင်အစိုးရအတိအမှတ်ပြုဆရာဝန်ကထိုးပေးတာကိုပဲလက်ခံပေးရမယ်။တခြားမသိသူဘယ်တစ်စိမ်းကထိုးပေးတာမှလက်မခံရဘူးဆိုတာမျိုး။နောက်စေဝါဆိုရင်လည်းဆရာဝန်နဲ့မိဘပေးတာကိုပဲတောက်သုံးရမယ်။တစ်စိမ်းကျွေးရင်တကြားလုံးဆိုရင်တော့မစားရဘူးဆိုတာမျိုး။ကိုကဂေးစိတ်ပေါက်နေမယ်ဆိုရင်ကွန်ထုံးသုံးရမယ်ဆိုတာမျိုး။အစရှိတဲ့လိင်ပညာပေးဆိုင်ရာတွေကိုအသိပေးတင်ကြားပေးထားတဲ့နဲ့မူရစ်စေဝါဆိုတာစမ်းပြီးသွားရင်ဆွဲသွားတတ်တာပဲ။အထီးအတွေ့ပါပေါင်းလိုက်တော့ပိုတာရသွားတာပေါ့မိဘတွေယောက်ျားလေးပဲဆိုပြီးလွတ်မထားပါနဲ့လို့ဆိုပါတယ်ရန်ကုန်မြို့ကကလေးမိဘတဦးကလည်းယခုနောက်ပိုင်းကာလတွေမှာကလေးတငယ်များအပေါ်ဦးတည်တဲ့ရာဇဝတ်မှုတွေပေါ်များလာတဲ့အတွက်မိဘများအနေဖြင့်မိမိတို့ရဲ့သားသမီးများ၏နေထိုင်ပြုမှုပုံနဲ့လုံခြုံရေးအခြေအနေကိုမျက်ခြေမပြတ်စောင့်ကြည့်ရန်လိုအပ်လာကြောင်းတိုက်တွန်းထားပါတယ်အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးကလေးတငယ်ကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့စုရန်ကုန်ကတရားလိုပြုလုပ်တိုင်တန်းခဲ့တာကြောင့်အင်းစိန်မြို့မှာရဲစခန်းပတစ်ချက်ကိုမြေဆောင်2326နဲ့ပ103မြေဆောင်2326လူကုန်ကူးမှုတားဆီးနိုင်တဲ့ဥပဒေပုံမှာ35တို့နဲ့အမှုဖွင့်တရားစွဲဆိုခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဆိုပါအမှုကိုအင်းစိန်ခရိုင်တရားရုံးကဇူလိုင်လ28ရက်နေ့မှာတရားခံကိုမျိုးမင်းထွန်းခေါ်ဖိုးသားကိုလူကုန်ကူးမှုတားဆီးနိုင်တဲ့ဥပဒေပုံမှာ35အရာအမှုတစ်မှုချင်းစီအတွက်အလုံးနဲ့ထောင်ဒဏ်20စီနဲ့စုစုပေါင်းအလုံးနဲ့ထောင်ဒဏ်အနှစ်40တိချချခံစေဖို့အမိန့်ချမှတ်ခဲ့တယ်လို့သိရပါတယ်ကလေးတငယ်များအပေါ်အခုလိုမဖွဲမရလိန်အမျက်ထုတ်မှုနဲ့ပတ်သက်ပြီးချမှတ်ခံရတဲ့ပြစ်ဒဏ်အပေါ်တေရန်ပေးတဲ့နဲ့ထောင်နှစ်40ရာနဲတယ်လူငိမ့်နဲ့ပါလာအောင်မယ်ဒီလိုကောင်မျိုးကိုနှစ်ပေါင်း40ထောင်ထဲမှာတင်ကျွေးထားရမှာဆိုပြီးမကြေမနက်ဖြစ်ခဲ့ကြတဲ့သူတွေရှိသလိုမပူနဲ့ဘရိုထောင်ထဲဝင်ချင်းသူ့ကိုရုပ်ရှင်ဝါရိုက်ကြမယ်ဖိုက်တင်မှာစန်တင်ထက်စိတ်ချရတဲ့သားအကြီးကောင်တွေရှိတယ်ဒီလိုအမှုမျိုးနဲ့ကောင်းဆိုတိတ်ပြီးမခံဘူးပေါ်လျှော့ပေါ်ဆိုပြီးထောင်အထာနဲ့သူတွေကဖြေသိမ့်ပေးကြတာကိုလည်းမြင်ခဲ့ရပါသေးတယ်အခြားသောရှုထောင့်ကရှုမြင်တတ်ကြတဲ့သူတွေကလည်းအမှုကအမှန်တကယ်သာပြစ်မှုကျူးလွန်ရာရောက်တယ်ဆိုရင်တော့နောက်ကအဖွဲခွဲတွေစက်နွယ်ပတ်သက်သူတွေကရှိနေအောင်မှာပါဒီလူတွေကိုပါရှာဖွေစုံစမ်း
ပြီးနှိမ်နှင်းတဲ့နဲ့ Telegram မှာတချို့ယောက်ျားတွေကစိတ်ဓာတ်တွေတအားယုံမို့ကောင်းတယ်တချို့မိန်းကလေးတွေ6ရိုက်ခံရတယ်လမ်းသွားနေရင်တင်းတွေရင်တွေအရိုက်ခံရတယ်နောက်ဆုံးဤပါတဲ့ဗီဒီယိုကိုတော့မင်းရင်ရှက်ရည်အားပေးကြတယ်အရွယ်မရောက်သေးတဲ့လူကလေးတငယ်လင်ကိစ္စတွေကိုအားပေးကြတယ်ပြီးရင်လင်ကိစ္စပြဿနာတက်လာရင်လင့်ပေးပါနဲ့အသေးအတန်ချက်ပေါက်တွေအထိလိုက်တောင်းကြတဲ့သူတွေကရှိကြသေးတယ်ဖိုမတဘာဝအရာတဏှာစိတ်ရှိကြတာကိုလက်ခံပါတယ်ဒါပေမဲ့လူသားချင်းစာနာစိတ်ညှတာစိတ်ကင်းမဲ့နေကြတာမိကကိုမကင်တဲ့ရွေ့မပူကြတော့သူများအဖူကိုဟာသားလုံနေကြတာ Telegram က open source ကြီးဆိုတော့တကယ်ပြဿနာအရင်အမြင့်ကြီးပဲလိမ်ပိုင်းဆိုင်ရာပြဿနာအများစုကအဲ့ကနေစတာပဲလုံးမြောက်နယ်မြေဆိုတာအဲ့ဒါမှအစစ်လုံးဝ free ဖြစ်ချင်တိုင်းဖြစ်နေကြတာတမီမိန်ကလေးမိဘတွေအနေနဲ့ဆို Telegram ကိုအစတည်းကမသုံးခိုင်းတာကောင်းတယ်မဟုတ်ရင်မြ မြန်အတူယူမှာမယ်ခုကိစ္စကလူမိသွားလို့သာလူမသိသူမသိခံနေရတဲ့ကလေးတွေဒုနဲ့ဒီလူကြီးတွေကအစအနိုင်ကျင့်ခံနေရတာကြားမှမရွေးပဲဖွင့်မပြောရတဲ့သူတွေလည်းရှိနေပါတယ်တကယ်တမ်းထိထိရောက်ရောက်အရေးယူမဲဆိုအများကြီးပဲ Telegram နေမှာကအစရောင်းစားကြတာလေတချို့ဆိုကိုယ်တိုင်ရောင်းတွေလိန်တူလိန်ခွဲမျိုးစုံပဲ HIV တွေဖြစ်နေကြတာလည်းမပြောနဲ့တော့လေတကယ်ဆိုထိထိရောက်ရောက်အရေးယူတင်နေပြီးစိတ်ပါလို့သမီးကြီးစားလင်မယားလိန်ဆက်ဆန်ကြတာမဟုတ်တော့ဘူးလူမျိုးစုံတွေကိုဗီဒီယိုရောင်းဖို့အတွက်လုပ်နေကြတာကလေးဘဝတုန်းက HIV AIDS တွေဖြစ်တဲ့သူဆိုလူကြီးတွေပဲထင်ခဲ့တာအခုဆိုကိုယ့်ထက်ငယ်တဲ့သူတွေရွယ်သူတွေမတိမ်မယိမ့်တွေကြီးပဲ online သုံးနေတော့ပိုဆိုးလာတယ်မြင်ရတာတွေစိတ်ပျက်စရာတွေကြီးပဲအစရှိသဖြင့်ဝေဖန်သုံးသပ်ပြောဆိုတာတွေကိုလည်းမြင်နိုင်ပါတယ်